မျိုးတီဟာရဲ့ပျော်ရွှင်ပါစေစာအုပ်ထဲကပျော်ရွှင်မှုကိုတိုင်းတာတဲ့ပေရန်၃ချောင်းဆိုတဲ့ဆောင်းပါးကိုဖတ်ပြချင်ပါတယ်။ပျော်ရွှင်မှုကိုတိုင်းတာတဲ့ပေရန်၃ချောင်းဘာသာလူမျိုးကြားမအသားအယောင်ဘလို့ပဲကွဲပြားသည်ဖြစ်စေကျွန်တော်တို့အားလုံးမှာတူညီတာတစ်ခုတော့ရှိပါတယ်။အဲ့ဒါပျော်ရွှင်ချင်တာပါပဲ။ပျော်တယ်ဆိုတဲ့ကိစ္စကလည်းပြောတော့တာလွေတာတကယ်တမ်းကျအင်မတန်ကျယ်ပြန့်နေတိုင်းတာရတာလည်းခက်တယ်။ဒါနဲ့ပတ်သက်လို့ Mike Winky ရဲ့ The Key to Happiness ဆိုတဲ့စာအုပ်ထဲကနေကိုးကားပြီးဝေမျှချင်ပါတယ်။သူကကမ္ဘာပေါ်မှာပထမဆုံးအနေနဲ့ Happiness Research Institute ကိုတည်ထောင်ပြီးပျော်ရွှင်မှုနဲ့ပတ်သက်လို့အထူးပြုလေ့လာနေတဲ့ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူ့စာအုပ်ထဲမှာတော့ပျော်ရွှင်မှုကိုရှုထောင့်၃မျိုးခွဲထားပါတယ်။နံပါတ်1နေ့စဉ်ဘဝမှာပျော်ရွှင်နေသလား။ဥပမာအလုံးမပြီးလို့ကားပြက်လို့ကော့စတမာနဲ့ပြဿနာဖြစ်လို့ရီးစားနဲ့စကားများလို့မိဘနဲ့အဆင်မပြေလို့အထက်လူကြီးနဲ့သဘောထားမတိုက်ဆိုင်လို့စတဲ့အကြောင်းအရင်းပေါင်းစုံကြောင့်မပြောမရှင်းဖြစ်ရတတ်ပါတယ်။အဲ့ဒီအတွက်ကတော့ကျွန်တော်တို့မှာအကောင်းမြင်စိတ်ရှိဖို့လိုတယ်။အကောင်းမြင်စိတ်ဆိုတာကမဖြစ်တော့ပါဘူးကွာဆိုပြီးပေါ့ဆာတာမျိုးမဟုတ်သလိုထားလိုက်ပါဖြစ်လာသမျှကန်စီမန်ရပဲပေါ့ဆိုပြီးမျောထားတာလက်လျှော့ထားတာလည်းမဟုတ်ဘူး။ကြုံရသမျှအခက်အခဲပြဿနာတိုင်းကိုအကောင်းဆုံးဘယ်လိုရှေ့ဆက်မလဲဆိုတဲ့အမြင်မျိုးနဲ့ကြည့်တတ်တာကိုခေါ်တာပါ။ထိုင်စိတ်ညစ်နေလို့အပြစ်တင်နေလို့တော့ပြေလည်သွားတဲ့ပြဿနာရဲ့လို့ဘဝမှာမရှိပါဘူး။နောက်ပြီးကိုယ်ခံစားချက်တွေကိုသိရှိဖို့ဆိုတဲ့ self awareness လည်းလိုမယ်။ကိုယ့်ကိုလူတစ်ယောက်ကဒီလိုပြောလိုက်တဲ့အချိန်ကိုယ်စိတ်ကဒေါသထွက်သွားတယ်။ဒီလိုကိစ္စတစ်ခုဖြစ်သွားတဲ့အချိန်စိတ်တူသွားတယ်။ကိုတော့မနာလိုစိတ်တွေညာနေပြီ။စသဖြင့်ကိုသိမှနောက်တစ်ဆင့်ဖြစ်တဲ့ကိုထိန်းချုပ်ရှင်ဆိုတဲ့ self control ကိုလုပ်နိုင်တာပါ။ဒါတွေကိုတစ်လုံးနဲ့ပြောပါဆိုရင်တော့ mindfulness ဖြစ်ပါတယ်။ဒါကြောင့်လဲတရားထိုင်တဲ့အလေ့အထဟာခုနောက်ပိုင်းကမ္ဘာကျော်တော်တော်များများရဲ့နေစဉ်လုံးမှာပါဝင်နေတာဖြစ်ပါတယ်။နံပါတ်2အချက်ဘဝတစ်ခုလုံးနဲ့ပတ်သက်လို့ပျော်ရွှင်ပါသလား။ဒါကြောင့်နေစဉ်ဘဝနဲ့မဆိုင်တော့ပဲကိုယ့်ဘဝတစ်ခုလုံးနဲ့ပတ်သက်လို့ခြုံငုံပြီးခံစားရတဲ့ခံစားချက်ကိုယ့်ဘဝကိုကြည်နပ်လားအချိန်အများစုမှာပျော်ရွှင်နေတဲ့သူလားအိမ်မက်တွေညှော်လင့်ချက်တွေရှိသလားအဲ့ဒါတွေနဲ့ရောဘယ်လောက်နီးစပ်နေပြီလဲစသဖြင့်မိခွန်းတွေမိတင်ပါတယ်တကယ်တော့ကျွန်တော်တို့ဘဝကပြောစရာကောင်းတယ်မကောင်းဘူးဆိုတာကိုအကောင်းဆုံးဆုံးဖြတ်ပေးနိုင်တဲ့ဒိုင်လူကြီးကကျွန်တော်တို့ကိုယ်တိုင်ပဲတခါတလေဘေးလူတွေကကိုယ့်ဘဝကိုတိတ်အားကြနေကြပေမဲ့ကိုဝမ်းနာကိုသာသိဆိုသလိုကိုဘဝဟာထင်သလောက်ပြောစရာမကောင်းဘူးဆိုတာကိုပဲသိနေတယ်။ဒီနေရာမှာတော့ကျမ်းမာရေးငွေကြေးပိုင်ဆိုင်မှုမိသားစုအချစ်ရေးအိမ်အောင်ရေးသားရေးသမီးရေးပညာရေးလုပ်ငန်းအောင်မြင်မှုစသဖြင့်ကဏ္ဍပေါင်းစုံကိုစဉ်းစားကြည့်ဖို့လိုပါတယ်။တချို့ငွေကြေးပြည့်စုံပေမဲ့မိသားစုပြိုကွဲနေတာတွေအများကြီးပေါ်ပေါ်ချင်းချင်းကွဲနေတာလည်းရှိတယ်လို့အပြင်လူတွေအမြင်မှာပဲအဆင်ပြေနေပေမဲ့အတွင်းထဲမှာပြိုကွဲနေတဲ့မိသားစုတွေလည်းရှိတယ်။ပညာရေးအားနည်းလို့အလုပ်နဲ့ငွေရှာနိုင်စွမ်းမှာအားနည်းနေသူတွေကျန်းမာရေးချို့တဲ့သူတွေရှာသမျှငွေကိုဆေးကုတဲ့နေရာမှာပဲသုံးနေရသူတွေအောင်မြင်နေတဲ့ရောင်ဟန်ဆောင်ထားရတဲ့လုပ်ငန်းတွေလူပညာချင်းဆိုတဲ့ဂုဏ်ပုဒ်ကိုရဖို့အတွက်အများကြီးပေးဆက်လိုက်ရတဲ့ဘဝတွေစသဖြင့်ရှိပါတယ်။ဒါကြောင့်လဲကျွန်တော်တို့သိလိုချင်လာပါချီဆိုတဲ့ဘဝမျိုးကိုရထားကြတယ် celebrity တွေတက်တည်သွားကြတာကိုခဏကြားသိနေရတာပါဒီတော့ကိုသေးချာမသိတဲ့သူများဘဝကိုအဝေးကနေလှမ်းပြီးအားကြနေမယ့်အစားကိုဘဝရဲ့ overall happiness ဒီထက်ပိုကောင်းလာအောင်ဘာတွေလိုအပ်မလဲဆိုတာကိုသာစဉ်းစားပြင်ဆင်ကြစီခြင်းနဲ့နံပါတ်3ဘလောက်အတိတ်ပဲရှိတယ်လဲEudaimonia ဆိုတာဂရိစကားလုံးပျော်ရွှင်မှုလို့အတိတ်ပဲထွက်တယ်ဒါပေမဲ့ Aristotle ရဲ့အမြင်ကတော့A meaningful and purposeful of life အတိတ်ပဲပြေးသွားပြီးရည်ရွယ်ချက်ကောင်းတဲ့ဘဝမျိုးကိုဆိုလိုပါတယ်။ပညာသင်မယ်အလုပ်လုပ်မယ်ပိုက်ဆံရမယ်စားမယ်တောက်မယ်သုံးမယ်ဆွဲမယ်ဝါသနာပါရတွေလုပ်မယ်နောက်တော့မျိုးဆက်သစ်ကလေးတွေရလာမယ်သူတို့ကိုပြုစုပြောထောင်မယ်ဒီလိုနဲ့အသက်တွေကြီးသွားမယ်အချိန်တန်ယောဂါဖြင့်အသက်ဆုံးပါ
လူလောကထဲကထွက်ခွာသွားရမယ်ဒါကောင်းလားဆိုကောင်းတာပဲသူ့ဘဝကိုအေးအေးချမ်းချမ်းအောင်အောင်မြင်မြင်ဖြတ်တန်းသွားတယ်ဒါပေမဲ့အကျိတ်ပဲပြေဝါလားလူဖြစ်ရကြိုးနဲ့လားဆိုရင်တော့အဖြစ်အမျိုးမျိုးထွက်နိုင်တယ်ကိုဘဝရဲ့အကျိတ်ပဲကအဲ့ဒါလိုမိသားစုနဲ့သားတွေသမီးတွေနဲ့ပဲပျော်ပျော်ရွှင်ရွှင်နေသွားချင်တာပဲလေYou only live once ဆိုပြီးဝါသနာပါတာတွေလှုပ်ချင်တာတွေလှုပ်သွားရတာပဲလေဒါဆိုအတိတ်ပဲရှိတာပေါ့မှန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အနေနဲ့တော့တန်မိုးရှိတဲ့ဘဝအတိတ်ပဲပြေးသွားတဲ့ဘဝဆိုတာကိုရှင်တန်နေတော့အခိုက်အတန့်မှာကိုပတ်ဝန်းကျင်အတွက်ဘလောက်အကျိုးပြုသွားနိုင်တယ်လဲဆိုတာနဲ့တိုင်းတာပါတယ်ကဘာနဲ့ချီနိုင်ငံနဲ့ချီပြီးသူရဲကောင်းနေစံပြပုံကိုယ်တွေမဖြစ်ရင်တော့ကျွန်တော်ရှင်သန်ကျင်လည်ခဲ့တဲ့အတိုင်းအဝိုင်းလေးထဲမှာတော့ကိုကြောင့်တပားသူတွေစိတ်ချမ်းသာရတယ်။ကိုကြောင့်သူတို့ဘဝတွေအကောင်းဘက်ရောက်လာခဲ့ဆိုတာမျိုးပဲဖြစ်စေချင်ပါတယ်။ပညာအားဖြင့်ငွေကြေးအားဖြင့်ဒါမှမဟုတ်ဘာမှမရှိတော့လုံအားဖြင့်တနည်းနည်းနဲ့တော့အကျိုးပြုနိုင်တဲ့သူတွေယူရာထက်ပေးရတာကိုကျေနပ်ပီတိဖြစ်တဲ့သူတွေဖြစ်ဖို့လိုပါတယ်။တချို့တွေပိုက်ဆံဆိုတာကိုမလိုတော့တဲ့အနေအထားမျိုးရောက်လာတာတော့နေစဉ်နဲ့အမျှအလုပ်တွေလုပ်နေသေးတယ်မနာသေးဘူးဆိုတာသူတို့ကဒီလိုပျော်ရွှင်မှုကိုလိုချင်လို့ဖြစ်ပါတယ်တကယ်တော့ဘဝရဲ့ပျော်ရွှင်မှုအစစ်အမှန်ဆိုတာသူတစ်ပါးကိုကိုညီလိုက်ရတဲ့အချိန်မှာရတဲ့ခံစားချက်မျိုးကိုခေါ်တာပါပျော်ရွှင်မှုကိုတိုင်းတာတဲ့ဗီဒန်၃ကြောင်းကတော့နံပါတ်1နေ့စဉ်ဘဝမှာပျော်ရွှင်နေသလားနံပါတ်2ဘဝတစ်ခုလုံးနဲ့ပတ်သက်လို့ပျော်ရွှင်နေပါသလားနံပါတ်3ဘယ်လောက်အတိတ်ပဲရှိသလဲဆိုတာဖြစ်ပါတယ်အခုဖတ်ပြခဲ့တာကတော့ဒေါက်တာဖြိုးတီဟာရဲ့ပျော်ရွှင်ပါစေစာအုပ်ထဲကပျော်ရွှင်မှုကိုတိုင်းတာတဲ့ဗီဒန်၃ကြောင်းဆိုတဲ့ဆောင်းပါးကလေးပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်